စ်တခုရဲ့ခံစားချက်တွေနဲ့ဘသူကဘလောက်တိုင်းတာထိကျမကိုဆွဲဆောင်နိုင်မှာလဲပျော်ရွှင်ခြင်းရိုးသားခြင်းနှွေးထွေးခြင်းစိတ်လှုပ်ရှားခြင်းလေးယောက်ထဲကတစ်ယောက်ပဲကျမရဲ့နှလုံးသားကိုသိမ်းပိုက်နိုင်မယ်ချစ်ချင်းဆိုတာရွေးချယ်မှုလို့အဓိပ္ပာယ်ဖွင့်မယ်ဆိုကျမရဲ့ရွေးချယ်မှုကသူတို့လေးယောက်ရဲ့ကြိုးစားမှုကျမရဲ့ဆုံးဖြတ်ချက်ကတော့တစ်ယောက်တည်းအချစ်တစ်ခုအတွက်ပြိုင်ဆိုင်မှုမှာနောက်ဆုံးကျမရွေးချယ်ဖြစ်မဲ့လူကဘာလို့လဲ